ခုခေတ်မှာဝေရအရာအားလုံးဝယ်လို့ရတယ်အားလုံးဝယ်လို့မရပါဘူးရရင်အဲ့ဒါအစစ်မှန်မဟုတ်ဘူးအတုရအပေါ်ရဟန်ဆောင်မှုတက်တက်ပဲဖြစ်မှာဥပမာကျွန်တော်နဲ့ရှင်မင်းကိုပဲကြည့်ကျွန်တော်တို့နှစ်ယောက်ရဲ့ချစ်ချင်းမြတ်တာငွေနဲ့ဖန်တီးယူထားတာမဟုတ်ဘူးကျွန်တော်တပြားမှမရှိဘာမှမရှိတဲ့ကောင်သူကချစ်ပေးခဲ့တာချစ်တယ်မှတုံးနေချစ်တာ Man is a power ငါညီကဝေရဲ့ power ကို short ထွက်တာကိုလောကမှာဘယ်ရမစို့တန်ရာတန်ကြီးပြီးရင်ဝယ်လို့ရတယ်ဥပမာကွာကိုကမင်းတောင်းတဲ့ငွေပမာဏကိုပေးမယ်မင်းသိချရတယ်ရှင်မဲကိုတော့ရဝယ်မယ်ရောက်လားမရနိုင်ဘာမှထားရဟမ်ရှင်တောင်းမှမှာလေ ဘာမှတောင်းပန်စရာမလိုဘူးဒီလူကြီးကစပြီးမှရိုင်းနေတာမိုနီကာခင်ဗျားတော့ညားနေပြီဗျာနော်လာပါကဲကျွန်တော်ခေါ်နေလာပါစိတ်ထိမ့်ပါကျွန်တော်မမူးပါဗျာကျွန်တော်မမူးပါဟောရီယာညီလေးကိုကျွန်တော်ကဝေရတံကိုတော့ရှင်းပြတယ်လောကမှာဘယ်ရမစို့တန်ရာတန်ကြီးပေးရင်ရောင်းလို့ဝယ်လို့ရတဲ့သဘောရှင်းပြ3ရက်ပဲကွာရှင်ပြီ3ရက်ပဲမင်းလူသလောက်ငါပေးတယ်။နိုင်ကြော်တော့ခင်ဗျားတို့ပိတ်ထား။ကျွန်တော်လူတွေဗျ။ရမ်းမမဟုတ်ဘူး။ခင်ဗျားဝယ်ရှိနေလောက်ချင်နေလောက်လို့မရဘူးတော့ခင်ဗျာ။ဆဲသားပါဦးကြီးလေးอ่ะ3ရက်ပဲ။အဲ့ဒီ3ရက်အတွင်းမှာမင်းတို့တဘွားလုံးစာပြောင်းလဲနိုင်တဲ့ဝိမာန်အားပေးပါဦးနေခါစက်မပြောတော့ရင်ကောင်းမယ်နော်ဘာမှမောင်နဲ့ပြန်အောင်နေစမ်းပါဦးဒီလူကမောင်တို့မြောက်လုံးအိတ်ခေါ်ပြီးတော့စော်ကားနေမောင်တို့မြောက်အိတ်တော်ကိုဝင်တော့တန်ဖို့ဖြတ်ကြောက်ရပါဦးလေခင်ဗျာအဲ့လိုကွာရှင်းပေးလိုက်ဝင်ဘယ်တော့ပေးနိုင်မှာတိတ်1000လား2000လားဟမ်တောင်းကြပါခင်ဗျာဟောတော့လူတက်ဝင်ဖြစ်တော့အားတော့ပေးမယ်ကွာလို့လဲ